အားလုံးပဲမင်္ဂလာပါကျွန်မကတော့အင်္ဂလိပ်စာ teacher ပုံညက်ခိုင်ဖြစ်ပါတယ်ကျွန်မဒီတစ်ပတ်မှာဘာကြောင့်ရည်နဲ့ပတ်သက်ပြီး sharing လုပ်မလို့လဲဆိုတော့လေကျွန်မအရင် video တွေမှာပေါ့နော် SOME Sam နဲ့ ANY Annie ရဲ့ channel ချက်တွေကိုပြောခဲ့ပေါ့နော် SOME Sam က positive sentence မှာသုံးတယ် Annie ကကျတော့ negative နဲ့ question မှာသုံးတယ်ပေါ့နော်အခုကကျွန်မဗာလေးပြပြမလို့ဆိုတော့အခုက Annie နဲ့ No ရဲ့ question ချက်တွေကိုပြောပြပါမယ် Annie ANY Annie နဲ့ No နဲ့ဘာကွာလဲဆိုတော့သူကအဓိပ္ပာယ်ကတော့ No ကရော negative နော်Annie ရော negative Sam ကတော့လုံးဝ positive ပဲနော် Sam ကတော့လုံးဝ positive ပဲ Annie နဲ့ No နဲ့က negative ပြင်အတူတူကိုဘာကွာလဲဆိုတော့လေ ANY Annie ကကျမတို့ကလုံးဝ negative sentence အနေနဲ့ question နေမှာပဲသုံးတယ် No ကကျတော့ positive sentence ကို negative အဓိပ္ပာယ်နဲ့သုံးရတာသူက original သူ့ရဲ့အဓိပ္ပာယ်ကမှကျမတို့က original သူ့ရဲ့အဓိပ္ပာယ်ကမှ negative လေဥပမာဆိုရင် I haven't got any moneyငါမှာပတ်စံမရှိဘူးနည်းနည်းမှမရှိတော့ဘူးပေါ့နော် I have got no money အတူတူပဲအဓိပ္ပာယ် I've got no money နဲ့ I haven't got any money နဲ့အဓိပ္ပာယ်အတူတူပဲဒါပေမဲ့ဟုတ်တယ်အဲ့ကြတော့အဲ့နှစ်ခုကအဓိပ္ပာယ်အတူတူပဲဘာလို့အသုံးကွာလဲဆို no က तू ကပို့ပြီးတော့လေးနေတယ်သူ့မှာပတ်စံတကယ်ကိုမှမရှိတဲ့အချိန်မျိုးမှာဆိုရင် no ကိုပို့ပြီးသုံးတယ် I have got no money ငါမှာပတ်စံလုံးဝကိုမရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ်Annie ကကျတော့ငါမှာပတ်စံနည်းနည်းမရှိရပတ်စံနည်းနည်းလေးမှကိုမရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော် I haven't got any money ဒါကတော့ तू ကယဉ်ကျေးသမှုနဲ့ပြောတာပေါ့လေ I haven't got any money ပေါ့နော်ဟိုကကျတော့တကယ်ချင်းရင်းနှီးလို့ငါတကယ်ကိုမှမရှိတော့တာပတ်စံကြီးလှန်ပြလောက်တဲ့အထိမရှိတော့တဲ့အကြောင်းအရာမျိုးပေါ့နော် I have got no money လုံးဝကိုတစည်းမအောင်မရှိတော့တဲ့ဆိုတဲ့အကြောင်းအရာမျိုးကိုပြောချင် no ကိုပို့ပြီးတော့သုံးရပါတယ် Annie နဲ့ no နဲ့အဓိပ္ပာယ်တူပဲနော် negative sense ပဲဒါပေမဲ့no က original သူ့ရဲ့အဓိပ္ပာယ်က negative sense ပါပြီးသားဖြစ်တဲ့ကြောင့်ကျွန်တော်တို့က verb က positive verb ကိုသုံးတယ် Annie ကကျတော့ negative verb ကိုသုံးတယ်နော် negative verb သုံးတယ်ဟိုကကျတော့ no ကကျတော့ positive verb ကိုသုံးတယ်ဒါပါပဲနော်အဓိပ္ပာယ်ကတော့အတူတူပါပဲဒါပေမဲ့no ကပို့ပြီးတော့လေးနဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပါပေါ့နော်အဲ့ဆိုရင်ဒီနေ့ဗီဒီယိုကတော့လောက်ပါပဲเนาะ Annie နဲ့ No ရဲ့ question ချက်လေးပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်အားလုံး bye bye ပါ